ကဲ laptop hardware ရဲ့တကယ်အေးပါတဲ့အစိပ်ပိုင်းတစ်ခုကြောင်းပြောကြည့်ရအောင် အဖေကတော့ laptop ပိတ်ထားနေတော့အမြဲနိုးနေတဲ့ circuit တစ်ခုရှိနေလို့ပါပဲ ဒါက3-4နဲ့5-4 standby circuit ပါသူသားပြတ်သွားရဲ့ laptop လုံးဝ power ဖွင့်မရတော့ဘူး ဒီပန်းလမ်းမှာ channel နှစ်ခုအပြန်လုံးလုပ်နေပါတယ်တစ်ခုက5 volt နောက်တစ်ခုက3.3 volt အတွက်ပေါ့ အဲ့ဒီတော့အစိပ်ပိုင်းတစ်ခုရှိမှသူ့အလုံးနဲ့သူရှိပါတယ်ပထမဆုံးက control IC ပဲ ပြီးတော့ MOSFET တွေပေါ့သူတို့က voltage ကိုထိန်းညှိပေးတဲ့ gate တန်ကားတွေလိုပဲအလုပ်လုပ်ပါတယ် နောက်တစ်ခုက inductor ပါသူက current ကို boost လုပ်ပေးတယ် နောက်ဆုံးကတော့ capacitor တွေပါသူတို့က voltage ကိုတန့်စင်ပေးတဲ့ filter တွေလိုပါပဲ ဒီအလုပ်အားလုံးက laptop adapter ကနေတိုက်ရိုက်ဝင်လာတဲ့19 volt နဲ့စတင်ပါတယ် အဲ့တော့ဒီ 90V ကနေဘယ်လိုပြောင်းတော့လေကြည့်ကြအောင်ဒီစင်လေးစင်နဲ့ပြောင်းလဲတော့တာပါ ညာလက်ကတော့တည်ငြိမ်တဲ့5 volt တောင်မို့3.3 volt ပါပဲအရေးကြီးအစိမ့်ပိုင်းတွေကို power ပေးဖို့အသက်မယ် ဒါပေမဲ့ဒီ circuit ပြတ်သွားရင်ဘာဖြစ်မလဲဖြစ်နိုင်ခြေရှိတဲ့တရားခံတွေကိုစရှာကြည့်ရအောင် circuit တစ်ခုမှာဖြတ်တနာချိရင်ခိုး900နောက်လောက်ကဒီ oil ဆိုင်တွေထက်ကတစ်ခုချောင်းပါပဲသူတို့အားလုံးမှာတူညီတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကတော့အားလုံး ground နဲ့ချိတ်ဆက်ထားတာပါပဲ ကဲပြဿနာကိုအစင်စင်ဘယ်လိုရှာမလဲဆိုတဲ့နီလန်းကိုကြည့်အောင် ဒီမှာရမ်းမိုက်တဲ့ trick တစ်ခုရှိ inductor ကိုဖြုတ်လိုက်တာကပြဿနာကိုနေရာအတိအကျရှာပေး ဒီရိုးရှင်းတဲ့အလုပ်လေးတစ်ခုကပတ်လန်းရဲ့ဘဲဖက်မှာပြဿနာရှိလေဆိုတာချက်ချင်းပြောပြနိုင်တယ် ဒီတော့ဒီ circuit သေးသေးလေးက laptop ပြင်ဖို့အတွက်တော့ချက်ဖြစ်နိုင်မလားဒါကိုနားလေတာကအခြေခံဆုံးမှာ